ကျွန်တော်တို့ဝါဒနာပါတော့ပကြီးများကိုရေးဆိုရင်ကျွန်တော်ဖတ်ပြနေတဲ့ဆရာတင်မောင်မြင့်ရဲ့နှွေကန်တာမြဂရီပါလမ်းမဒီမဟာယန်ဒရိုင်းစီတိုဆိုတဲ့စကားပြန်ဝတ္ထုကြီးကိုနားတော်တာဆင်ရင်ကြည့်ရှုအားပေးကြပါအသေးလေးတွေလည်းပေးသနာတော်မူကြပါကျေးဇူးများဤတင်ပါတယ်ခင်ဗျာဘာကျူးတင်မှာကလေးရှိနေပြီလို့အကူဆိုလိုတာလားဟင်ဟုတ်တယ်အရှိရဲ့မင်းမသိဘူးမဟုတ်လားကျူးတိခေါင်းခါဒီခဏနေမှကျူးတိဘာမှမသိဘူးအကူရဲ့အကူကထင်မှာပဲဘာမှအတုံးမကျတဲ့ကောင်မလေးလို့မဟုတ်ဘူးကျူးတိအတုံးမကျတာအကူဗျတိလားတိတ်နာမလားဟင်ဖိလစ်ခေါင်းငိတ်လီနာတယ်လို့ပြောကြတာပဲကွယ်ပြောပြပါအကူရဲ့ဘယ်လိုမျိုးလဲဟင်ဖိလစ်ခေါင်းထောင်လာတယ်အကူလည်းတိတ်မသိဘူးကျူးတိရဲ့တိတ်မသိတာမဟုတ်ပါဘူးလေဘာမှမသိတာပါကျူးတိမျက်လုံးပြူသွားသည်အကူမသိတဲ့ကိစ္စဘာမှမရှိဘူးဟုထင်ခဲ့သည်မဟုတ်လားအကူတကယ်ပြောတာလားဟင်တကယ်ပါအကူအဲ့ဒီကိစ္စကိုတခါမှမစဉ်းစားခဲ့မိဘူးစိတ်မကောင်းပါဘူးအရှိရဲ့အိုးဘာမှစိတ်မကောင်းဖြစ်ပါနဲ့အကူရဲ့ကျူးတိခေါင်းထဲကိုပထမအဆုံးဝင်လာသည့်အတွေ့ကအကူနောင်တမရစေဖို့ဖြစ်၏သူ့မှာလှုပ်ရှားတွေအများကြီးမဟုတ်လားမပူပါနဲ့အကူရဲ့အမေတယောက်လုံးရှိပါသေးတယ်အမေစီစဉ်ပေးပါလိမ့်မယ်အကူပြောတဲ့မျိုးဆက်တွေတိထောက်ဖို့ဆိုတာကလေးတွေမမွေးပဲမဖြစ်နိုင်ဘူးလေမဟုတ်ဘူးလားခါရွရွလေးပွေပြီးနိုင်ရင်တိတ်ဟုတ်တာပေါ့ကွာတိတ်ဟုတ်တာပေါ့မင်းဟာတကယ်တတ်တိခဲမလေးပဲဟုတ်ပြီမနဲ့အစောကြီးမြင်းလဲပြင်ပြီးမင်းကိုအမေစီလိုက်ပို့မယ်အကူတကယ်ပြောတာနော်အမေဘယ်လောက်ဝမ်းတာလိုက်မလဲနော်တမီးနဲ့တမက်သူ့စီကိုအတူတူလာကြတာတွေ့ရင်လေဝမ်းမတာပဲအကူကိုဂုတ်ရှိုးတတ်နေပါဦးမေအကူကိုမင်းချစ်ပါတယ်နော်အကူနောက်ကိုလိုက်ခဲ့လို့မင်းနောင်တမရပါဘူးနော်ကျူတီသူကကျူတီလက်ကလေးကိုကင်ပြီးမေးသည်အိုးမဟုတ်တာအကူရဲ့အကူကိုတိတ်ရှိမိပါတယ်လင်းတော်မောင်ကိုမော့ကြည့်ပြီးကျူတီပြုံးသည်ဘဝအကြောင်းကိုခန္ဓာရည်မရှိလို့မဟုတ်ပဲတခြားအကြောင်းရှိ၍နေမကောင်းဖြစ်ကြောင်းသိရသဖြင့်ကျူတီအားတက်လာသည်ကိုဝန်ရှိနေပြီဆို၍လည်းရင်တွေခုန်လေသည်အကိုနဲ့တူတဲ့ကလေးမျိုးရရင်တိတ်ကောင်းမှာပဲနော်တောထဲတောင်ထဲမှာအီယာမအင်ကြီးဆောက်ပြီးမျိုးဆက်တစ်ခုတိဆောက်မယ်ပိုင်စားမြေဧက3000ရဲ့အလယ်မှာဝက်တိရှမြိုင်ဆိုင်အင်ကြီးအင့်အတဲပေါ်လာတော့မည်ဘာကြောင့်အာမတက်ပဲရှိရမည်နီတစ်တော်ထဲမှာအတံပလန်တွေကြားရတဲ့ဖြင့်ကျူတီလဲကြည့်လိုက်သည်အကိုဟိုမှာမြင်းလဲတစည်းလာနေတယ်ဟုတ်တယ်ကျူတီဘာတိတ်ပဲလည်းမသိဘူးဖိလစ်ကခါမှ6လုံးပြူကိုဆွဲထုတ်ပြီးမင်းအထဲဝင်နေကျူတီတို့တော့အိမ်ထဲမဝင်မီမြင့်ထားကမြင်သာရီကွက်လက်ထဲသို့ရောက်လာနေပြီဟင်းကျူတီအကို